နေလေဘယ်ချိန်လဲဘယ်သူမှမသိပေမဲ့လဲရောက်လာမယ်မလွယ်အေးကံရင်ဆိုင်ကြုံတွေ့ရမယ်ရှောင်လွယ်လို့မရဘူးကွယ်ဒီကဘာတဲ့ရှင်တန်ခဲ့လောကစီစဉ်တွေလဲပေါ်ချွေတယ်လက်ညှိုးညိုရရေးဖြစ်ခဲ့တော့လေဒီဆုံးလုံးဝင်းငငယ်ကိုရောက်ရင်ဘာထူလဲဘာတရားရဲ့အဆုံးမှာကောင်းတာလို့ရင်ကောင်းတာရောက်မယ်ကောင်းတာ